အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့သွားမယ့်သင်ခန်းစာလေးကကြတော့ paragraph formatting နဲ့ပတ်သက်ပြီးတော့ button လေးတွေကနေအသုံးပြုပြီးတော့ပြင်ဆင်မှုလုပ်တဲ့အပိုင်းလေးဖြစ်ပါတယ်အရင်တစ်ခေါက်သင်ခန်းစာဟောကတော့ကျမတို့ကဒီ paragraph dialog box ကနေတစ်ဆင့်စာပိုက်တွေနဲ့ပတ်သက်ပြီးပြင်ဆင်မှုလုပ်ခဲ့ပါတယ်အခုကကြတော့ဒီ button တွေကိုအသုံးပြုပြီးတော့ပြင်ဆင်မှုလုပ်တဲ့သင်ခန်းစာလေးဖြစ်ပါတယ်ဒါဆိုရင်အဲ့ paragraph နဲ့ပတ်သက်ပြီးဘာမှရှိလဲဆိုရင်ဒီ home tab ထဲကဒီ paragraph ဒီ panel box ထဲမှာရှိတာဖြစ်ပါတယ်အဲ့တော့အဲ့ထဲက button လေးတွေအသုံးပြုကြည့်ပါမယ်နော်ဒါဆိုစာသားလေးအောက်ကိုနည်းနည်းလေးဆင်းလိုက်မယ်အဲ့တော့အဲ့ဒီထဲကမှကျွန်မဘာလုပ်ချင်လဲ paragraph တစ်ခုကို selection မှတ်ပါမယ်အဲ့တော့ဒီ first paragraph ကို selection မှတ်လိုက်ပြီး triple click နှိပ်ပြီးသွားပြီဆိုရင်ဒီ paragraph palette ထဲမှာကြည့်လိုက်ပါအဲ့ဒီထဲကမှဘယ် button လေးကိုအသုံးပြုခြင်းလဲဆိုရင်ကျမတို့ဒီ alignment button လေးခုရဲ့ညာဘက်က button လေး pointer လေးတင်လိုက်တဲ့အခါ line and paragraph spacing လို့ဖော်ပြပေးသွားတယ်သူ့ရဲ့ download မှာ click ချက်နှိပ်ကြည့်လိုက်နှိပ်လိုက်ရင် तू က selection မှတ်ထားတဲ့စာပိုက်ရဲ့စာကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းကြားမှာရှိတဲ့အစိတ်အကျဲအကွာအဝေးပေါ့နော် line spacing အကွာအဝေးတွေကိုကဏန်းလေးတွေနဲ့ဖော်ပြပေးထားတာဖြစ်ပါတယ်အဲ့ဒီကနေလည်းရွေးလို့ရတယ်လို့ပြောတာဖြစ်တယ်ကဲ 2.0 လောက်ကိုရွေးကြည့်ပါမယ်selection မဖြုတ်ဘူးเนาะဒီတိုင်းလေးပဲကြည့်ကြည့်လိုက်ဒါဆိုရင်တစ်ကြောင်းနဲ့တစ်ကြောင်းကြားရဲ့ line စိတ်ကျဲပြောင်းသွားတယ်ဆိုတာတွေ့ရမယ် download မှာ click ချက်နှိပ်မယ်ပြီးသွားပြီဆိုရင်တော့ကျွန်မ 1.5 ကိုထားကြည့်လိုက်ပါဒါဆိုနည်းနည်းပြန်ကတ်သွားတယ်ဆိုတွေ့ရလိမ့်မယ်เนาะပုံမှန်ကတော့ဘယ်လောက်လဲဆိုတော့ single ထားရတယ် 1.0 ပေါ့เนาะဒါကတော့ single ပေါ့တစ်ကြောင်းရိုက်လိုက် under ခောက်တစ်ကြောင်းဒါမျိုးသွားတာဖြစ်ပါတယ်ကဲနောက်တစ်ခုအဲ့ button လေးပြီးသွားတဲ့အခါမှာနောက်ထပ်ညာဘက်မှာ button လေးတစ်ခုထပ်ရှိသေးတယ် selection မှတ်ထားတဲ့အချိန်မှာပဲ pointer လေး save ပုံ button လေး pointer လေးတင်လိုက်တဲ့အခါ shading လို့ပြပေးနေတယ် download မှာ click ချက်နှိပ်ပြီးသူကshading ကကြတော့ဘယ်နေရာမှာအသုံးများလဲဆိုတော့ကျမတို့ရိုက်ထားတဲ့ဒီ file ထဲမှာတချို့စာပိုက်လေးတွေမှာထူးခြားသွားအောင်နောက်ဘက်ကနေပြီးတော့တိကျထင်ရှားခြင်းနဲ့အယောင်လေးတွေထည့်လိုက်တာ shading လေးတွေထည့်တာပေါ့အဲ့တော့ဒါဆိုရင်စာဖတ်သူကိုပို့ပြီးတော့စိတ်ဝင်စားမှုရှိအောင်ဒီနေရာမှာတော့ဘယ်လိုလေးဒါကိုဦးစားပေးပြီးဖတ်ချင်တယ်စသဖြင့်ပေါ့နော်အဲ့ဒီလိုမျိုးလေးထည့်ချင်တယ်ဆိုရင်ဒီ shading ကိုသုံးရတာဖြစ်ပါတယ်အဲ့တော့ကျွန်မအခု selection မှတ်ထားတဲ့စာပိုက်ထဲမှာအယောင်လေးထည့်ချင်တာအယောင်လေးပေါ့ mouse pointer လေးလိုက်တင်လိုက်တာနဲ့တခါနဲ့သူကပြပေးတယ်နောက်မှာ selection မှတ်ထားတဲ့စာပိုက်ထဲမှာလေအယောင်လေးပြောင်းသွားတယ်ဆိုတော့တွေ့ရပါလိမ့်မယ်နော်အဲ့ထဲမှာကျွန်မအယောင်ဖြော့တာလေးတစ်ခုလောက်ယူလိုက်မယ် click ချက်နှိပ်ချလိုက်တယ် selection ဖြုတ်ကြည့်လိုက်ပါအဲ့တော့ selection မှတ်ထားတဲ့စာပိုက်ရဲ့နောက်မှာတွေ့လားအယောင်လေးထည့်ပေးသွားတယ်ဆိုတာတွေ့ရပါလိမ့်မယ်ကဲဒါဆိုထိုနည်းတိုင်းပဲအောက်ကစာပိုက်ကိုလည်းအယောင်လေးတစ်ခုထည့်ကြည့်ပါတယ် selection မှတ်လိုက်မယ်ပြီးရင်ဆေးပုံးလေးရဲ့ download မှာ click ချက်နှိပ်မယ်အဲကြလာတဲ့ list တွေကမှအယောင်လေးတစ်အောင်ရွေးကြည့်ပါဦးဒီမှာတော့အယောင်တစ်အောင်ရွေးလိုက်ပြီး selection ဖြုတ်ကြည့်လိုက်ဒါဆိုလည်းပြောင်းလဲမှုဖြစ်သွားတယ်ဆိုတော့တွေ့ရမယ်ဒါစာသားတွေရဲ့စာပိုက်တွေရဲ့အနောက်မှာဘာလို့တာလဲဆိုတော့ shading အယောင်လေးဖြည့်လိုက်တဲ့သဘောဖြစ်ပါတယ်နော်ကဲနောက်တစ်ခုထပ်ပြီးတော့နောက် button လေးတစ်ခုစမ်းကြည့်ချင်ပါတယ်ဒါဆိုဒီ computer ဒီ our computer ဆိုတဲ့စာပိုက်ကိုပဲ selection မှတ်လိုက်မယ် triple click နှိပ်ပြီးနော်မှတ်ပြီးသွားပြီဆိုရင်နောက်ထပ် button လေးတစ်ခုအဲ့ဒါလေးကဘာလေးလဲဆိုတော့ကျမတို့သူ့ဆေးပုံးလေးရဲ့ညာဘက်က button လေး4000လေး pointer လေးတင်ကြည့်လိုက်မယ်ဆိုရင် border ဆိုပြီးပြပေးတယ်ဒါကကြတော့ဘာလို့တာလဲဆိုတော့ border ဆိုတာဘောင်ဖတ်တာအောင်ပြောတာလေသူ့ရဲ့ညာဘက်က download မှာ click ချက်နှိပ်ပြီးအဲ့တော့အခု selection မှတ်ထားတဲ့စာပိုက်တွေကိုဒီစာပိုက်ကိုဘေးပတ်ပတ်လည်မှာ border line အနားကွက်လေးနဲ့ဘောင်လေးခက်ချင်တယ်ဆိုခက်လို့ရတယ်တလိုင်းချင်းစီခက်ချင်တာလားထိပ်ဖက်ပဲခက်ချင်တာလားအောက်ဖက်ပဲခက်ချင်တာလားဘယ်ဘက်ခက်ချင်တာလားစသဖြင့်ပေါ့နော် line တွေဘောင်ခက်လို့ရတာဖြစ်ပါတယ်ဒါဆိုကျမဒီဘေးပတ်ပတ်လည်ကိုဘောင်ခက်ချင်တာဖြစ်ပါတယ်အမ all border ဆိုတော့တွေ့နိုင်မယ်တွေ့လားအမတစ်ချက်နှိပ်ကြည့်လိုက်ပါ selection ဖြုတ်ကြည့်လိုက်ပါဒါဆိုခုန selection မှတ်ခဲ့တဲ့စာပိုက်ရဲ့ဘယ်ဘက်အပေါ်အောက်ဘယ်ညာကိုဘာလို့မလဲဘောင်ခတ်ပေးသွားတယ်ဆိုတာတွေ့ရတယ်အဲ့ဒါကို border ဘောင်ခတ်တယ်လို့ခေါ်တာဖြစ်ပါတယ်နော်တကယ်လို့မလိုချင်ဘူးပြန်ဖြုတ်ချင်တယ်ဖြုတ်လို့ရတယ်ဒါဆိုရင်ဘာလို့မလဲ selection ပြန်မှတ်ပြီးရင်ဒီ border ရဲ့ button ရဲ့ညာဘက် download မှာနှိပ်မယ်အဲ့ကြားလာတဲ့ list ထဲမှာ no border ဆိုရှိပါတယ်တစ်ချက်နှိပ်လိုက်ပါပြန်ပြုတ်သွားတယ်ဆိုတာတွေ့ရတယ်နော်ဒါဘောင်ခတ်တဲ့အပိုင်းလေးဖြစ်ပါတယ်ကဲနောက်ထပ်တစ်ခုအဲ့ဆေးပုံးလေးရဲ့အပေါ်ဘက်လေးမှာကျမတို့ button လေးနှစ်ခုရှိပါတယ်မြားလေးဘယ်ဘက်ကိုထိုးနေတဲ့မြားလေးညာဘက်ကိုပြနေမြားလေးရှိတယ်ပထမတစ်ခု pointer လေးတင်လိုက်ရင် decrease indent ဆိုတာပေါ်တယ်နောက်တစ်ခု pointer တင်လိုက်ရင် increase indent ဆိုတာပေါ်တယ် indent တွန်းတဲ့အပိုင်းလေးဖြစ်ပါတယ်ကျွန်မအရင်နေ့ကသင်ခန်းစာတွေမှာတော့ dialog box ထဲကနေပြီးတော့ဒီစာပိုက်ကြီးကိုဘယ်ညာ indent တွန်းကျင်တယ်ဆိုတွန်းလို့ရတယ်လို့ပြောခဲ့တယ်ဒီ button လေးလေအဲ့တော့ဒီ button နှစ်ခုကိုစမ်းပြီးတော့သုံးကြည့်ကြပါတယ်ကဲစာပိုက်တစ်ခုကို selection မှတ်ပါမယ်ပြီးတော့ပြီဆိုရင်အဲ့နှစ်ခု button နှစ်ခုတည်းက increase indent ဆိုတဲ့ button လေးတွေ့ပါလိမ့်မယ် click ချက်နှိပ်ကြည့်လိုက်ပါ
ဒါဆိုကြည့်လိုက်ပါမူလနေရာကနေပြီးတော့ဘယ်လောက်တွန်းသွားလဲအတွင်းထဲကိုစာပိုက်တစ်ခုလုံးစာတွန်းသွားတယ်ဘယ်လောက်တွန်းသွားလဲဆိုဒီအပေါ်က ruler bar လေးမှာကြည့်လိုက်ရင် 0.5 ရွှေ့သွားတယ်ဆိုတွေ့ရပါလိမ့်မယ်နောက်တစ်ချက်ထပ်နေကြည့်လိုက် increase index တဖြည်းဖြည်းပါလို့လေတိုးသွားတယ်ဆိုတွေ့ရလိမ့်မယ်စာပိုက်တွေကိုအတွင်းထဲကိုရောက်ချင်တဲ့အခါမှာ increase index ကိုတွန်းပါတယ်တကယ်လို့များသွားတယ်ပြန် short ကျင်တယ်ဆိုရင်ဘယ်ဘက်ကက်က decrease index pattern လေးကိုသုံးလို့ရတယ်တစ်ချက်ချင်းစီပြန်နေကြည့်လိုက်ပါဒါဆိုရင်တော့ဘာလို့လဲပြန်ပြီးတော့ရောက်သွားတယ်ဆိုတာတွေ့ရလိမ့်မယ်ပြီး selection ဖြုတ်ကြည့်ပြီးနော်ဒါကစာပိုက်တွေနဲ့ပတ်သက်ပြီးပြင်တဲ့အပိုင်းနောက်ထပ်ပြီးတော့သူ့ရှေ့မှာ button လေးတွေရှိသေးတယ်အဲ့တော့ဘယ် button လေးတွေလဲဆိုတော့ကျမတို့ခုန increase index ရဲ့ button ရဲ့ဒီရှေ့ဘက်နားလေးမှာအဆက်ကလေး30နဲ့ပြတဲ့ button လေး pointer တင်လိုက်ရင် bullet ဆိုပြီးဖော်ပြပေးသွားတယ်နောက်ခုညာဘက်ကကတ်ရဲ့ button လေး pointer တင်လိုက်ရင် numbering ဆိုပြီးပြပေးတယ်ဒီ button နှစ်ခုကလည်းဘာလို့လဲဆိုအသုံးဝင်တာဖြစ်ပါတယ်အဲ့တော့အဲ့ဒါလေးသုံးကြည့်ချင်ပါတယ်အဲ့တော့ကျမအောက်မှာစာလေးကြွေရိုက်ထားတာရှိတယ် score bar လေးနဲ့အောက်ဆင်းပါမယ်နော်ဒီကျမတို့ Microsoft Word ထဲမှာဆိုရင်ဒီစာသားတွေရိုက်ထားတဲ့စာကြောင်းတွေနဲ့ပတ်သက်ပြီးတော့ကိုလုပ်မဲ့လုပ်ငန်းစဉ်တွေကိုပေါ့လေဥမာစာရွက်ပေါ်မှာခြာရေးမယ်ဆိုနံပါတ်1ဘာလုပ်မယ်နံပါတ်2ဘာလုပ်မယ်နံပါတ်3ဘာလုပ်မယ်ဆိုပြီးနံပါတ်စဉ်လေးတွေရှေ့မှာတက်ကြတယ်တချို့ကြလည်းသင်္ကေတ dash လေးတွေနဲ့ဘာလို့လဲရေးကြတယ်လေ notes တွေရေးအဲ့လိုပုံစံမျိုးဒီကွန်ပျူတာထဲမှာလည်းဘာလို့လို့ရလဲဆိုအဲ့လိုနံပါတ်စဉ်လေးတွေတက်ပြီးလို့ရပါတယ်အဲ့တော့အဲ့ဒါလေးလေ့ကျင့်ကြပါတယ်ဒီအောက်ဘက်မှာရေးထားတဲ့အသီးနာမည်လေးရှိ apple ကနေစမယ်ဒီ strawberry tree selection မှတ်လိုက်မယ်မှတ်ပြီးသွားပြီဆိုရင်ခုနကကျွန်တော်ပြောခဲ့တဲ့အရှိဆုံးကအဆက်လေး30ပါတဲ့ button လေး pointer တင်လိုက်ရင် bullet ဆိုပြီးတော့ပေါ်နေတယ်အဲ့ bullet button လေးမှာတစ်ချက်နေကြည့်လိုက်ဒါဆိုကြည့်လိုက်ပါဆက်လက်မှတ်ထားတဲ့စာကြောင်းလေးရဲ့အရှိမသင်္ကေတလေးတွေထည့်ပေးသွားတယ်ဆိုတော့တွေ့ရတယ်အဲ့ဒါ bullet တက်တယ်လို့ခေါ်တာဖြစ်ပါတယ်သင်္ကေတလေးတွေရေလို့အဲ့တက်ထားတဲ့ bullet လေးမကြိုက်ဘူးပြန်ဖြုတ်ချင်တယ်ဆိုရင်လည်းအဲ့ button သက်ဆိုင်ရာ button မှာပြန်နှိပ်လိုက်ငကိုတိုင်းပြန်ဖြစ်သွားလိမ့်မယ်အဲ့တော့ပြန်တက်ချင်တယ်ဆိုရင်တစ်ချက်နှိပ်လိုက်တယ်ဒါဆို default တက်ပေးသွားတယ်အဲ့တက်ပေးသွားတဲ့ bullet သင်္ကေတအောင်မကြိုက်လို့ပြန်ပြောင်းကျင်နေဆိုသူ့ရဲ့ညာဘက်က download လေးမှာ click ချင်နေမယ်အဲ့ကျလာတဲ့ list ထဲမှာ bullet သင်္ကေတလေးတွေဘာလို့လဲကိုကြိုက်တဲ့သင်္ကေတလေးပြောင်းလို့ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာတစ်ခုလောက်ပြောင်းကြည့်လိုက်မယ်နော်ဒါလေးတစ်ခုရွေးလိုက်ပါတယ် selection ပြုတ်ကြည့်လိုက်ဒါဆိုစာကြောင်းလေးတွေရဲ့ရှေ့မှာသင်္ကေတလေးတွေပြောင်းသွားတယ်ဆိုတော့တွေ့ရပါလိမ့်မယ်ကဲနောက်တစ်ခုပြန်ပြောင်းတက်ချင်ပါတယ် selection ပြန်မှတ်မယ်ဒီခါကျတော့ဘူးလက်မတက်တော့ဘူးသူ့ရဲ့ညာဘက်မှာရှိတဲ့1 2 3လို့ပေါ်နေတဲ့ button လေး pointer တင်လိုက်ရင် numbering ဆိုပြီးပြပေးပါလိမ့်မယ် click ချက်နှိပ်ကြည့်လိုက်ပါဒါဆိုရင်အခုချိန်မှာ numbering လို့နှိပ်လိုက်တဲ့အခါမှာဘာပေါ်လဲဆိုရင် तू ကဒီမှာတက်ပေးသွားတာ ABCD ဆိုဖြစ်နေရလေအဲ့တော့ပြန်ပြောင်းကျင်တယ်ဆိုသူ့ရဲ့ download မှာနှိပ်မယ်ဒီမှာသူ့ရဲ့ပုံစံသင်္ကေတတွေအများကြီးပဲရှိရကြက်တဲ့သင်္ကေတတက်လို့ရတယ်ခဏန်းသင်္ကေတတက်ချင်တယ်ဆိုဒီမှာ1 2 3ကိုယူလိုက်ပေါ့ပြီး selection ဖြုတ်ကြည့်လိုက်ဒါဆိုနံပါတ်1 2 3 4အစင်လိုက်တက်ပေးသွားတယ်ဆိုတော့တွေ့ရမယ်ကိုရိုက်ထည့်စရာမလိုဘူးစက်ကနေသူ့ဘာသူ auto button ကိုသုံးလိုက်တာနဲ့တက်ပေးသွားတယ်ဆိုတာတွေ့ရပါလိမ့်မယ်ဒါ Microsoft Word ကွန်ပျူတာကိုသုံးရတဲ့ဒီ Microsoft Word ကိုသုံးရတဲ့သူ့ရဲ့ကောင်းတဲ့အချက်တွေဖြစ်ပါတယ်ရမယ်နော်အဲ့တော့ဒါဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်